မင်းကလေးဟာရေခဲရုပ်တုရဲ့လက်ထဲကနေကြောက်စိတ်ဆွဲပြားကိုဆွဲယူလိုက်ပြီးမျက်နှာပြင်ပေါ်ကနှင်းခဲတွေကိုပုတ်တိုက်ဖယ်ရှားလိုက်ပါတယ်။မမျှော်လင့်ပဲဆွဲပြားစီကနေဝိညာဉ်စွမ်းရည်တစ်ခုထွက်ပေါ်လာပြီးရေခဲရုပ်တုရဲ့ခန္ဓာကိုယ်ထဲကိုတိုက်ရိုက်စီးဝင်သွားပါတယ်။သူမအပေါ်ကိုမောကြည့်လိုက်တဲ့ခဏမှာပဲရေခဲရုပ်တုဟာမျက်လုံးတွေကိုရုတ်တရက်ဖွင့်လိုက်ပါတယ်။မင်းကလေးဟာထိတ်လန့်သွားပြီးခြေထောက်တွေမခိုင်တော့ပဲကျမ်းပြင်ပေါ်လဲကျသွားပါတယ်။ရေခဲရုပ်တုကအချိန်တော်ကြာအောင်မလုံးမရှက်ရှိနေတာကိုမြင်တဲ့အခါမှာတော့သူမဟာကူထဲကနေထိတ်လန့်တကြားထွက်ပြေးခဲ့ပါတယ်။အဲဒီနောက်မှာတော့မင်းကလေးဟာတစ်ပင်ကြီးတစ်ပင်အောက်မှာခိုလုံခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့လက်ကတစ်ပင်စီကိုထိမိလိုက်တာနဲ့တပြိုင်နက်ထိုရှင်းဟောင်းတစ်ပင်ကြီးဟာကျေလောင်လာတဲ့အတန်ကြီးနဲ့အတူအစိတ်စိတ်အမွားမွားပျက်စီးသွားပါတော့တယ်။အဲဒီဆူညံတန်ကြောင့်နန်းတွင်းကိုရန်တော်တွေရောက်ရှိလာပြီးမင်းကလေးဟာအသေးအတန်ထွက်ပြေးရပြန်ပါတယ်။ဒီရှင်းဟောင်းတစ်ပင်ကြီးဟာတကယ်တော့ပိတ်လောင်ခံထားရတဲ့ရှင်းဟောင်းနတ်ဖျားသားရဲ့ Divine Beast အကောင်ဖြစ်နေမှန်းသူမလုံးဝမသိခဲ့ပါဘူး။သူမတိတ်မဝေးသေးခင်မှာပဲစစ်သားတွေကသူမကိုတွေ့ရှိသွားပြီးအပြင်းထန်လိုက်လံဖမ်းဆီးကြပါတယ်။တစ်ဖက်မှာလည်းနတ်ဖျားဘုံပြည်ကလေးပြောင်မာကြီးကျယ်တဲ့အခမ်းအနားတစ်ခုကျင်းပနေပါတယ်။နတ်ဖျားသားရဲ့ဟာကောင်းကင်ကနေရုတ်တရက်ဆင်းသက်လာပြီးအခမ်းအနားကိုနှောက်ယှက်လိုက်ပါတယ်။သူ့ရဲ့အစွမ်းကိုတက်တေပြချင်နေတဲ့နတ်ဖျားစစ်သူကြီးတဦးဟာရှေ့ထွက်လာပြီးတယောက်တည်းတိုက်ခိုက်ပါတယ်။လက်တီးတစ်ချက်နဲ့တားရဲကိုနောက်ကိုလွှင့်ထွက်သွားအောင်လုပ်လိုက်ပေမဲ့တားရဲကတော့အခွင့်ကောင်းယူပြီးထွက်ပြေးသွားပါတယ်။စစ်သူကြီးဟာသူ့ရဲ့တပ်ဖွဲ့တွေကိုဦးဆောင်ပြီးနောက်ကနေအမိလိုက်ပါတယ်။တားရဲဟာရှေ့ကိုပြေးနေရင်းနဲ့ထွက်ပြေးနေတဲ့မင်းကလေးနဲ့ထိတ်တိုက်တိုးမိပါတော့တယ်။သူမကြောက်လန့်တကြားဖြစ်နေချိန်မှာပဲကြောက်ခဲတစ်ခုကသူ့မစီကိုအရှိန်နဲ့လွှင့်ထွက်လာပါတယ်။အရေးကြီးတဲ့အချိန်မှာတော့နတ်ဖျားသားရဲကသူမကိုအချိန်မီကာကွယ်ပေးခဲ့ပါတယ်။မင်းကလေးဟာတားရဲရဲ့ကြောပေါ်ကိုတင်းတင်းကြပ်ကြပ်ဖက်ထွေလိုက်ပြီးဘေးကင်းရာကိုပါသွားခဲ့ပါတယ်။တားရဲဟာလိုက်လံဖမ်းဆီးသူတွေကိုတယောက်တည်းရင်ဆိုင်ဖို့နောက်လက်လိုက်ပါတယ်။ဒါပေမဲ့အချိန်တော်ကြာတဲ့အထိနတ်ဖျားစစ်သူကြီးဟာသူ့ကိုမနှိမ်နင်းနိုင်ခဲ့ပါဘူး။နောက်ဆုံးအရေးကြီးတဲ့အချိန်မှာတော့စစ်နတ်ဖျားဝါဂါဆင်းသက်လာပါတယ်။သူဟာတိုက်ကွက်တစ်ကွက်တည်းနဲ့နတ်ဖျားသားရဲကိုအောင်မြင်စွာပိတ်လောင်လိုက်ပါတယ်။စစ်နတ်ဖျားကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီနေရာမှာရှိနေတဲ့လူအလုံးဟာကြောက်ရွံ့ရိုသေစွာနဲ့ဒူးထောက်လိုက်ကြပါတယ်။ဒါပေမဲ့မင်းကလေးကတော့သူ့ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့အံ့ဩလုံးလို့မြင့်တက်သွားပါတော့တယ်။ဘာလို့လဲဆိုတော့သူမရှိမှရက်နေတဲ့စစ်နတ်ဖျားဟာတခြားသူမဟုတ်ပဲကူရဲကရေခဲရုပ်တုဖြစ်နေလို့ပါပဲ။နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ like လေးပေးခဲ့ပါဗျ။